ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Posto Channel လေးကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်မှုအတွက်စာရေးသူအကစော်ရေးသားထားတဲ့စုံတီဥပဒါနဲ့ဒွေးချောင်းရွာကစုံညီအမားဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်ဇာတ်လမ်းလေးမစခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးဘေးနား Notification Bell လေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်ဒါဆိုရင်တော့ပရိသတ်ကြီးရှင်ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီထပ်ပြောပြရအောင်မယ်ဟိုတနေ့ကပြောခဲ့တဲ့အကြောင်းရဲ့အဆက်လေးပေါ့ဗျာအဲ့ဒီအကြောင်းမပြောခင်ဥပဒါကြီးအကြောင်းကိုပြောရအောင်သူကအနေထိုင်ရိုးရိုးအေးအေးပဲနေတယ်ဗျသူ့ကိုကျွန်တော်တို့ကစုံမှန်းသိပေမဲ့ကြောက်ရမယ့်အစားခင်အောင်ခင်နေကြတာသူကကုန်းတော့တော်တော်ကြိုက်တာဗျလူကလည်းကရင်ဆက်တယ်လို့မွန်ဆက်တယ်လို့ပြောကြတယ်လူကတော့ခက်ဖြူဖြူပဲကျုပ်တို့အညာသားတွေကတော့အသိတယ်မဟုတ်လားအသားရည်ကထညံ့ရောင်များတယ်တချို့နေပူတဲ့အနေများတဲ့လူတွေကြတော့ပုံရည်ကြီးအောင်ပေါ့အောင်မယ်မိန်းကလေးတွေကြတော့ပုံရည်ကြီးအောင်သွားပြောရင်စိတ်ဆိုးကြတာမိန်းကလေးတွေကိုကြတော့အသားကိုကရမက်အယောင်နဲ့လေကျုပ်တို့ရွာမှာအသားဖြူတယ်ဆိုလို့ဥပဒါရဲ့ရွာနောက်ပိုင်းကရင်အစုကကရင်ဇက်တွေရဲ့ရွာမှာငွေရိုးချီးစားပြီးတော့အရက်ဆိုင်ဖွင့်တဲ့တရုတ်ကြီးရဲ့ဒီလောက်ပဲရှိတာဗျဥပဒါကြီးအကြောင်းကိုကျုပ်တို့လည်းသိချင်ပေမဲ့ရွာလူတွေတော်တော်များများကသိမသိကြဘူးကျုပ်အဖေတော်မှရေးရမသိဘူးဗျကျုပ်ဖိုးကြတော့ဥပဒါအမေကိုမှီလိုက်တဲ့သူဆိုတော့သူကတော့နည်းနည်းပါးပါးသိတယ်ဥပဒါဆုံးဖြစ်တာသူ့အမေကြောင့်နဲ့ဥပဒါရဲ့အမေကမေပြင်းလို့ခေါ်တဲ့မေပြင်းကဝမ်းတွင်းပါဆုံးနဲ့သူ့ကိုတချို့ကကဝေမြောက်လို့လည်းပြောကြတယ်တဲ့မေပြင်းလို့ခေါ်ရတာတစ်ချိန်လုံးအိတ်လိုက်စားလိုက်စိတ်ကူးရင်လိုက်နဲ့ပြင်းနေလို့မေပြင်းလို့ခေါ်တာတဲ့ဒါပေမဲ့မေပြင်းလို့နာမည်ရပေမဲ့သူတို့အိမ်ကိုသွားရင်ဖုံတမုတ်တဲတပွင့်မတွေ့ရတယ်လို့အိုးခွက်တွေဆိုလဲပြောင်းစင်နေတာပဲတဲ့ဗျာဘာလို့လဲဆိုတော့မေပြင်းကသူ့ဟာသာအပြင်းတက်တာအိမ်မှုကိစ္စတွေအားလုံးကိုကဝေအတက်နဲ့ခိုင်းထားတာတဲ့တခါတလေဓမြစီကခြံထဲမှာသူ့အလိုလိုလိုက်လဲနေတာတို့နွားစာဆင်းတဲ့ဓာကြီးကနွားစာတွေကိုသူ့အလိုလိုဆင်းနေတာတို့တန်စီပိုင်းနဲ့လှုပ်ထားတဲ့ရေပုံကြီးကသူ့အလိုလိုရေတွေခတ်ပေးနေတာတို့တွေ့ရတယ်လို့အဖိုးကပြောဘူးတယ်ဥပဒါကြီးစွမ်းနေဆိုတာမေပြင်းတို့အိတ်နေတဲ့လောက်ပဲရှိတယ်လို့အဖိုးကတော့ပြောဘူးတယ်ဒီတော့ဥပဒါလည်းသူ့အမေချေရနင်းပြီးတော့စွမ်းတာနေမှာပေါ့ဗျာအဲ့ဒီမေပြင်းဆိုတဲ့မိန်းမကြီးအကြောင်းလဲအတော်ရှိတယ်ဗျထားပါတော့အခုကဥပဒါအကြောင်းပဲဆက်ပြောအောင်ဥပဒါကကျုပ်တို့10နှစ်လောက်မှာသူကအသက်40လောက်ရှိမယ်ဗျထိတ်ကတော့အတော်ပြောင်းနေတာတချို့ကပြောတာကဝေတွေနဲ့ပညာပြရင်ရှုံးသွားလို့ဒီလိုမျိုးရုပ်ဆိုးသွားတာလို့တော့ပြောကြတယ်ဥပဒါလူပြိုပေါက်တုံးကားဆိုရင်ရုပ်ရည်ကအတော်ချောတာတဲ့မင်းသားကြီးခမောင်ရင်တို့စိန်လွင်တို့ရုံမျိုးတဲ့ရွာအပြိုတွေကရုပ်ရည်ကိုကြိုက်ပေမဲ့ဒေါ်မေပြင်းသားဆိုတာနဲ့တင်လန့်နေကြတာလေဥပဒါကလူပြိုကြီးပြတည်သွားတဲ့အထိမိန်းမတယောက်မှမရှိခဲ့ဘူးသူတည်သွားတော့သူ့ပညာတွေလည်းဆုံးမသွားတယ်ထင်ပါရဲ့ဗျာဥပဒါကအလုပ်တော့တော်တော်လုပ်တဲ့လူပြဖះတရားလည်းတိတ်မရှောင်ဘူးတဲ့တခြားဆုံးတို့ကဝေတို့ကဖះတရားတော့ရှောင်ရတယ်မဟုတ်လားဥပဒါကတော့အလူဆိုလဲပါလိုက်တာပဲဘုန်းကြီးเจ้าဆိုလဲသူ့ကိုခိုင်းရင်သွားတာပဲကျုပ်တို့အဖေလက်ထက်ကဖះငုတ်တို့ပြက်ပြုတ်ပြင်ပြီးတိဆောက်တော့သူလဲလှုပ်အောင်ဝင်ပေးဘူးတယ်တခါကကျုပ်အဖေပြောဘူးတယ်ဗျရှင်ပြုတ်နာတာအလူမှာဥပဒါကထင်းနေခွဲပေးတယ်တဲ့ဒီအချိန်မှာရွာဦးเจ้าဆရာတော်နဲ့တွေ့တာပေါ့ဆရာတော်ကဟဲ့ဘာသာမင်းမလဲကွယ်မကောင်းတဲ့အကုသိုလ်အတ္တတွေကိုစွန့်ပြီးတော့ကောင်းမှုလုပ်ရင်ပို့ပြီးအကျိုးရှိနိုင်မှာကွအဲ့လိုပြောလိုက်တော့ဥပဒါကြီးကတင်မအတတ်ပညာတွေကိုတော့စွန့်လို့မရပါဘူးဖေ။ဒါပေမဲ့အဲ့ဒီအတတ်တွေနဲ့မကောင်းမှုမလုပ်ရင်အကုသိုလ်မဖြစ်ဘူးမဟုတ်လားဖေတဲ့။ရွာဦးเจ้าဆရာတော်လည်းထပ်ပြီးမဆုံးမတော့ပဲလှည့်ပြန်သွားတဲ့ဥပဒါကအလို့ဆိုမကိုမကပ်ဘူးဗျ။အမြဲတခုခုလုံးနေတတ်တဲ့လူကြီးဗျ။သူ့ကိုတော့ကျုပ်တို့ကလေးတွေရွာကာလာသားတွေကခင်ကြရဲ့လေ။ကလေးတွေခင်တာလည်းမပြောနဲ့ဗျာ။တရက်တော့ကျုံနဲ့ဖိုးတရုပ်တို့ကျုပ်တို့ခြံနောက်ကမာလကာပင်ကြီးပေါ်တက်ကြတယ်မာလကာသီးတွေကအပင်ထိတ်မှရှိတော့စားရမလားဆိုပြီးတက်ကူးကြတာပေါ့ဗျာမာလကာပင်ကပေ20နီးပါးမြင့်တာပေါ့ကျုပ်တို့တက်နေတာကိုပေါက်တူးထမ်းပြီးတော့လမ်းလျှောက်လာတဲ့ဥပဒါကြီးကတွေ့သွားတာပေါ့ဟဲ့ကောင်လေးတွေဘာလို့တိပမောတက်နေရလဲကွာမာလကာသီးတွေတီးနေလို့တက်ကူးတာပါဥပဒါကြီးရဲ့မင်းတို့မာလကာသီးလေးကအစ်စ်လေးတွေပါကွာမပွားသေးဘူးတက်မနေနဲ့ကြည့်လေကြည့်ဗျာစားမရရင်လဲဝါပြီးထွေးထုံမယ်ကျုပ်တို့လည်းအလျှော်မပေးဘဲနဲ့ဆက်ပြီးတော့တက်နေတာပေါ့အဲ့ဒီချိန်မှာဥပဒါကြီးကမာလကာပင်ကိုလက်ညှိုးထိုးလိုက်ပြီးတော့ကဲမင်းတို့အသီးကျစ်လေးတွေပွားသွားအောင်လို့ငါလုပ်ပေးမယ်ဟေ့လို့ပြောပြီးတော့ဘာတွေလဲတော့မသိဘူးရွတ်လိုက်တာကျုပ်တို့မျက်စိရှိမှတယ်မဲမာလကာသီးတွေကတဖြည်းဖြည်းကြီးလာပြီးတော့အယောင်ကလည်းဝင်းလာတာဗျကျုပ်တို့ဖြင့်အံ့ဩလို့မဆုံးကျုပ်တို့လည်းအပင်မော်ခက်မြန်မြန်တက်ပြီးမာလကာသီးတွေခူးတာပေါ့ဗျာ6လုံးလောက်ရှားလိုက်တယ်ထွားထွားပွားပွားကြီးတွေဗျဥပဒါကြီးကကျုပ်တို့ကိုကြည့်ပြီးပြုံးပြုံးနဲ့လမ်းဆက်လျှောက်သွားပါရောကျုပ်တို့လည်းမာလကာသီးတွေကိုစားလိုက်ကြတာပေါ့ဗျာအဲ့ဒီတုန်းကတော့ကလေးဆိုတော့မကြောက်ဘူးပေါ့အပင်းထဲမလားဆေးထဲမလားလည်းမသိဆုံးပညာနဲ့ပွားအောင်လုပ်ထားလဲစားလိုက်တာပဲဗျာအခုဆိုရင်တော့ဘယ်စားတော့ပါမလဲဗျနောက်တော့မိုးကုံလို့စောင်းကူးလာပြီးဆိုရင်ကျုပ်တို့ကလေးတွေစွန်လို့ကြတဲ့ချိန်ပေါ့စီစိန်ဆက်ကူလေးတွေကိုဝယ်ပြီး
အချီလုံးနဲ့လွတ်ကြတာပေါ့ဒါပေမဲ့အဲ့ဒီစီစိန်စွန်ကအဲ့ဒီခေတ်တုန်းကအရန်ရှားတာဗျမြိုင်သာမြို့ကိုတက်ပြီးဝယ်မှရတာမြို့ကိုလည်းရွာလူကြုံရှိမှစွန်မာလို့ရတာလူကြုံမှရင်တော့လူတိုင်းကဝယ်ပေးတာမဟုတ်ဘူးတခါတော့အဖေကမြို့နယ်အစည်းဝေးဆိုပြီးမြို့တက်ရပါလေရောကျုပ်တို့လည်းလိုက်ချင်တာပေါ့ဒါပေမဲ့ကလေးတွေမလိုက်ရဘူးဆိုတော့အမေကိုစွန်နေပူစာလိုက်တာပေါ့အမေတို့ပြန်လာတော့စွန်ဆယ်ကောင်လောက်ပါလာတာပေါ့ကျုပ်တို့ကလေးတွေဆိုတော့လူလိုက်ရတာလူတွေကများပြီးစွန်ကနဲနေတာ哦နောက်တော့အချီလုံးနဲ့စွန်လွတ်ကြတယ်လေစွန်လွတ်ဖို့ကလည်းလေကောင်းနဲ့တလင်းကြီးတဲ့သွားလွတ်ကြတာရွာမှာကျုံညီဝမ်းကွယ်တယောက်ရှိတယ်သူ့နာမည်ကငဆွေတဲ့မျက်စိဆွေးနေလို့အဲ့လိုခေါ်ကြတာငဆွေကစွန်လွတ်ချင်တယ်ဆိုတာနဲ့သူနဲ့ကျုပ်တယောက်တက်လက်စွန်လွတ်ကြတာပေါ့အဲ့ဒီတလင်းမှာသူနဲ့ကျွန်တော်နဲ့2ယောက်တည်းပဲရှိတယ်လေကလည်းကောင်းတာဆိုတော့စွန်ကမိုးပေါ်ကိုထောင်းနေအောင်တက်သွားတာပေါ့ငဆွေစွန်လွတ်နေတော့ကျုပ်ကလည်းတစ်ပေရိတ်ကနေထိုင်ကြည့်နေတာနောက်တော့ကျုပ်ကလည်းရောက်ပြီဆိုပြီးငဆွေစီကနေအချီလုံးသွားတောင်းတာပေါ့ငဆွေကလည်းပြန်မပေးဘူးလေဒါနဲ့လူကြရင်အချီလုံးပြတ်ထွက်သွားပါလေရောကျိုးမဲ့စွန်ဆိုတာသိတယ်မဟုတ်လားလေယူရလွင့်ပါသွားတာပေါ့ကျုပ်လည်းကျုပ်စွန်လေးကိုနှမျောတာပေါ့ဗျာထက်ရဖို့လည်းတိတ်မလွယ်ဘူးလေဒါနဲ့ငဆွေနဲ့ကျုံနဲ့တလင်းထဲမှာထိုးကြပါရောတလင်းဖေးရလေကဥပဒါကြီးရဲ့လေဗျစပားတွေတီးပြီးအနံအောင်လိုက်တာထောင်နေတဲ့စပားတပင်းမှမရှိဘူးပြိုကွေးဆက်မှာအလုံးလုံးနေတဲ့ဥပဒါကြီးပြေးလာပြီးတော့ကျုပ်တို့ကိုဖြန့်ပြေးတာပေါ့ကျုပ်ကလည်းစွန်ပါသွားလို့ဆိုပြီးတော့ငိုနေမိတယ်ဥပဒါကခက်ပြုံးပြုံးနဲ့မပူနဲ့ကောင်လေးမင်းစွန်ကိုငါပြန်ခေါ်ပေးမယ်ဘလို့ခေါ်မှလဲဗျကျိုးပြက်ပြီးလွင့်သွားတာ哦ဥပဒါကဘာမှမပြောဘဲလေထဲလွင့်နေတဲ့စွန်ကြီးကိုလည်းညှိုးထိုးလိုက်တယ်စွန်ကအတော်ဝေးဝေးကိုရောက်နေပြီဗျပြာလဲနေတဲ့ကောင်းကင်ပေါ်မှာခက်ရေးရေးပဲမြင်ရတော့တာဒါပေမဲ့ဥပဒါလည်းညှိုးထိုးတဲ့နောက်ကိုစွန်ကလေးကလိုက်နေတယ်ဗျထူးဆန်းလိုက်တာတော့ပြောမနေနဲ့ကျိုးပြက်ပြီးအထိန်ကုတ်မဲ့နေတဲ့စွန်လေးကဥပဒါကြီးဘယ်ဘက်ကိုလည်းညှိုးထိုးလိုက်ရင်ဘယ်ဘက်ကိုပြန်သွားတယ်ညာဘက်ကိုလည်းညှိုးထိုးလိုက်ရင်ညာဘက်ကိုလိုက်ပြန်သွားတာနောက်တော့တဖြည်းဖြည်းအောက်ကိုကျပြီးတော့ငှက်တကောင်လိုပဲကွင်းထဲကိုဖြတ်ပြန်လာတယ်ပြီးတော့ကျုပ်တို့ခြေထောက်ရှိကိုပုတ်ကနေပြုတ်ကျသွားတာဗျာကျုပ်တို့ပြကိုမျက်လုံးကိုမယုံနိုင်ဟဲ့ကောင်လေးတွေရံဖြစ်မနေကြနဲ့တော့နောက်တစ်ခါဆိုရင်မင်းအဖေကိုငါသွားတိုင်လိုက်မယ်အဖေကကျုပ်တို့ဆွေမျိုးအချင်းချင်းရံဖြစ်တာလုံးဝမကြိုက်ဘူးဗျအထူးသဖြင့်ကလေးတွေကိုပေါ့ကျုပ်တို့လည်းစွန်ပြန်ရပြီဆိုတော့ဆက်မလွတ်ပဲပြန်လာကြတာပေါ့ဗျာပြောချင်ရပြောနေတာနဲ့ခုမှလူရင်းကိုတတိရတယ်ဖိုးတရုပ်ကိုလှုပ်သွားတဲ့မိအေးဆိုတဲ့ဆုံးမကဒွေးချောင်းရွာမှာနေတဲ့ဗျဒွေးချောင်းဆိုတာကျုပ်တို့နဲ့တိတ်ပြီးမဝေးတဲ့ရွာတရွာပေါ့ဗျာရွာရဲ့အနောက်ဘက်မှာချောင်းတစ်ခုစုစုပေါင်း6နှစ်ဆင်းရှိတဲ့ရွာမို့လို့ဒွေးချောင်းလို့ခေါ်တယ်လို့ကျုပ်အဖိုးကပြောဘူးတယ်အဲ့ဒီရွာငယ်လေးပေါ့တရွာလုံးကလဲလုတ်တငါလုတ်တဲ့စင်းရဲသားရွာကလေးပေါ့မိအေးကအသားစားခြင်းပေမဲ့ရွာကန်လူတွေကိုမလုတ်ချင်လို့ကျုပ်တို့စီနယ်ကြော်ပြီးဖိုးတရုပ်ကိုလာလုတ်တာနေမှာပေါ့ဗျာဥပဒါကမိအေးကိုဆုံးမလွှတ်လိုက်တာ။မိအေးကဘယ်ကျင်နဲ့နိုင်ပါလဲ။ဒါနဲ့အညှိုးထားတယ်ထင်ပါတယ်။အဲ့ဒီအဖြစ်ဖြစ်ပြီးတက်လားလောက်ကြတော့မိန်းမနှစ်ယောက်ရွာထိပ်ကိုရောက်လာကြတယ်။တယောက်ကအရက်ခက်ရှည်ရှည်ပိန်ပိန်ပါပါခေါင်းပေါ်မှာခန့်တောင်းလေးတစ်တောင်းကိုရွက်ထားတယ်။နောက်တစ်ယောက်ကတော့အရက်ခက်ပူပူခန္ဓာကိုယ်ကခက်ဝဝါဗျ။သူတို့ကရွာထိပ်ရောက်တော့ဘေးကကွင်းပြင်ထဲမှာနွားကြောင်းနေတဲ့ဖိုးမောင်ဆိုတဲ့ကောင်လေးကိုလှမ်းអော်တယ်။ဖိုးမောင်ကကွင်းထဲမှာနွားတွေလှန်ထားပြီးတော့တစ်ပင်ရိပ်မှာအိတ်နေတာလေ။ဟဲ့ကောင်လေးနင်တို့ရွာမှာဦးသားဆန်းဆိုတဲ့လူကြီးရှိသလား။ဘယ်ကဦးသားဆန်းလဲကျုံမသိဘူး။ဥပဒါလို့ခေါ်တဲ့လူကြီးလေ။အော်ဥပဒါဆိုလဲဥပဒါလို့ပြောရောပေါ့ဗျာရှိတယ်။ဒါဆိုလဲအဲ့ဒီလူကြီးကိုတွားခေါ်ပေးစမ်းပါ။ဖိုးမောင်ကလည်းအိတ်နေရာကနေထတော့မထဘူးတဲ့ဗျ။မခေါ်ပေးနိုင်ဘူးဗျာ။တွေ့ချင်ရွာတွေကသူ့အိမ်လိုက်သွားပေါ့။ဟဲ့ကောင်လေးတွားခေါ်ပေးလို့ပြောနေတယ်လေ။ဖိုးမောင်ကိုအဲ့ဒီမိန်းမနှစ်ယောက်တည်းကပူပူဝါဝမိန်းမကမျက်စောင်းထိုးပြီးကြည့်တယ်တဲ့။သူမျက်စောင်းထိုးတာခံလိုက်ရတဲ့အချိန်မှာဖိုးမောင်တယောက်ကြက်သိန်းတွေထပြီးတမျိုးကြီးဖြစ်ပြီးကြောက်လာတယ်တဲ့။အဲ့ဒီမှာပူပူဝါဝမိန်းမကိုဘေးနာအရက်ရှိရှိနဲ့မိန်းမလှမ်းတားတယ်တဲ့။ညီမလေးရေစိတ်ကိုလျှော့ပါကွယ်။ဒါပေမဲ့အဲ့ဒီပူပူဝါဝမိန်းမစိတ်မလျှော့တဲ့အပြင်ဖိုးမောင်ကိုလက်ညှိုးထိုးပြီးတော့ပြောတယ်။ဟဲ့ကောင်လေးနင့်သွားခေါ်ပေးမလားမခေါ်ပေးဘူးလား။ဖိုးမောင်ကလည်းခက်ကက်ကောင်ဆိုတော့မခေါ်ပေးဘူးလို့ညင်းလိုက်တာပေါ့ဗျာ။အဲ့ဒီချိန်မှာအဲ့ဒီမိန်းမကဖိုးမောင်ကြောင်းနေတဲ့နွားကြီးကိုလက်ညှိုးတစ်ချက်ထိုးလိုက်တာ။နွားကြီးကဘာဖြစ်သွားတယ်မသိဘူး။ခွာရီကိုရက်နေတာဖုန်နေထနေရောတဲ့ပြို့။ဖိုးမောင်လည်းနွားကြီးကိုထူဆန်းပြီးကြည့်နေရင်နွားကြီးကသူ့စီကိုဂျူကော့ပြီးပြေးလာပါလေရော။အဲ့ဒီနွားကြီးကဖိုးမောင်အဖေရဲ့ခိုင်းနွားကြီးဗျ။အလွန်လူရင်နဲ့အလွန်လိမ်မာတဲ့ကောင်ကြီးအခုတော့သခင်ဖြစ်တဲ့အမြဲတမ်းကြောင်းနေတဲ့ဖိုးမောင်ကိုတော့လိုက်ဝေးပါရော။ဖိုးမောင်မှာကြောက်ကြောက်နဲ့ထပြေးရတာပေါ့။အဲ့ဒီတော့မှပူပူဝါဝမိန်းမခါထောက်ပြီးအော်ရင်နေတော့တာတဲ့ပြို့နောက်တော့အတန်နဲ့ကြီးနဲ့အော်လိုက်သေးတယ်။အဲ့ဒီဘာသာဆိုတဲ့လူကြီးကိုပြောလိုက်ဒွေးချောင်းကမိအေတို့ညီအမရောက်နေတယ်လို့ပြောလိုက်စမ်းပါဟာဟာဟာအဲ့ဒီချိန်ဥပဒါကြီးကသူ့အိမ်ရှိကိုပြစ်မှာထိုင်နေပြီးကွန်စားဖို့ကွန်းရနေတဲ့အချိန်ပြရွာလေလန်းအတိုင်းဖုန်တလုံးလုံးနဲ့ပြေးလာတဲ့ဖိုးမောင်ကိုဥပဒါကြီးကကြည့်လိုက်တယ်။သူ့နောက်ကနွားကြီးလိုက်လာတာကိုလည်းတွေ့လိုက်ရတယ်
မကြပါဘူးဖိုးမောင်ကသူ့ခြံထဲကိုအမောတကောနဲ့ပြေးဝင်လာတယ်။နွားကြီးကလည်းဖိုးမောင်နောက်ကိုလိုက်နေတော့မယ်။ဥပသားကြီးကနွားကြီးကိုဟိတ်ဆိုပြီးတစ်ချက်ဟောက်လိုက်တာနဲ့နွားကြီးကကျိုးနဲ့ဆွဲလိုက်တယ်လို့တုံငနဲ့ရက်သွားပြီးတော့ခြေလေးဘက်စလုံးထိုင်ကျသွားပြီးရှာကြီးထွက်ပြီးမောနေတယ်တဲ့။ဥပသားကြီးကတခုခုမူမမှန်တာသိလိုက်ပြီလေ။ဒါပေမဲ့ဖိုးမောင်ကအမောစုံနေလို့စကားတော်မပြောနိုင်ပဲအသက်ကိုမနှဲရှူနေရတယ်။နည်းနည်းကြာတော့မှဥပသားကြီးဟိုရွာထိပ်မှာတွေးချောင်းကမိအေးတို့ညီအမားဆိုလားရောက်နေတဲ့တဲ့ကျွန်တော်ကိုသွားခေါ်ခိုင်းတာခေါ်မပေးလို့ဆိုပြီးတော့နွားနဲ့လိုက်ဝေခိုင်းလိုက်တာပဲဥပသားကြီးကဒေါသထောင်ကနေထွက်သွားပြီးတော့ကွေ့ပြစ်ကနေထားလိုက်တယ်ဒေါသထွက်လွန်းလို့နှစ်ဖူးကြောကြီးတွေဆိုရင်တင်းနေတာပဲအော်မိအေးနင်းကနာကျင်လို့ဒီထိလိုက်လာတာပေါ့လေဥပသားကြီးကတစ်ချက်ပြုံးလိုက်ပြီးကွန်အိတ်ကိုဖိုးမောင်ကိုလှမ်းပေးလိုက်တယ်ဟဲ့ကောင်ဖိုးမောင်ကွန်အိတ်ပိုက်ပြီးငါးနောက်လိုက်ခဲ့ကွာအဲ့လိုပြောပြီးတော့ထွက်လာခဲ့တယ်ချန်ပီယံရောက်တော့နွားကြီးကရှာရီပြနေပြီးမျက်လုံးကြီးလည်းဖြူးနေတဲ့ဥပသားကြီးကနွားကြီးကိုတစ်ချက်ကြည့်လိုက်ပြီးတော့ဒီကောင်မမင်းနွားကိုတေအောင်လုပ်လိုက်တာကွငါကွန်းရထဲကကွန်းတရွက်နှိုက်ပေးစမ်းဖိုးမောင်ကကွန်းရကိုဖွင့်ပြီးအောက်ဆုံးအန်ထဲမှာထည့်ထားတဲ့ကွန်းရတရွက်ကိုနှိုက်ပေးလိုက်တာပေါ့ဥပသားကအဲ့ဒီကွန်းရကိုလက်ဖွားမှာကပ်ပြီးသူ့တတွေးတစ်ချက်ထွေးချလိုက်တယ်နောက်တော့နွားကြီးရဲ့ရှာကိုအဲ့ဒီကွန်းရနဲ့ပုတ်ချလိုက်တယ်ဗျကဲမင်းနွားကြီးကောင်းသွားလိမ့်မယ်လာကွာငါတို့သွားစို့အရင်ခေတ်ကကွန်းကြိုက်တဲ့သူတွေကအခုခေတ်လိုကွန်းကိုရှာပြီးတော့ထုတ်မသွားဘူးဗျကွန်းရကိုတကူးတကအပင်ပန်းခံပြီးတဲကြတာစားခံဒီမှစိတ်ကြိုက်ရပြီးစားကြတဲ့ခေတ်ပေါ့ဥပသားကြီးကအရှိကနေခြေလမ်းကျဲကြီးနဲ့သွားဖိုးမောင်ကလည်းကွန်းအေးပိုက်ပြီးအနောက်ကနေပြေးလိုက်တာကိုမြင်တော့ကျုပ်တို့လည်းသူတို့နောက်ကိုလိုက်လာခဲ့ကြတယ်ခုနကဖိုးမောင်ကရွာလေလန်းကြီးအတိုင်းအော်ဟစ်ပြီးပြေးသွားတာကိုကျုပ်တို့မြင်လိုက်ရတော့ထူဆန်းနေပြီဆိုတာသိလိုက်တယ်လေစုံနေပညာလာပြိုင်တာထင်တယ်အဖေကအဲ့လိုကောက်ချက်ကြားလိုက်တယ်သူကသိတော့သိတယ်သူကိစ္စသူတို့ဘာသာရှင်းကြားဆိုတဲ့ပုံစံမျိုးပြသူကသွားမကြည့်ပေမဲ့ကျုပ်ကသိကျင်တယ်မဟုတ်လားအမေတို့နဲ့အတူရွာပြင်ကိုအပြေးထွက်ခဲ့တာပေါ့ဗျာရွာထိပ်မှာပေါက်ကုန်းလို့ခေါ်တဲ့နေရာရှိတယ်ဗျဂုံကမှုလေးဖြစ်နေပြီးတော့အဲ့ဒီအပေါ်မှာလူကြီးနှစ်ယောက်စာရှိတဲ့ပေါက်ပင်ကြီးတစ်ပင်ပေါက်နေတယ်ဗျအဲ့ဒီဂုံကလေးကိုပေါက်ကုန်းလို့ခေါ်ကြတယ်အဲ့ဒီနေရာကလည်းရာဇဝင်ရှိတယ်ဗျတရေကလည်းခြောက်လိုက်တာမပြောပါနဲ့အခုလဲဥပတာကရွာထိပ်ရောက်တာနဲ့မိအေးတို့နှစ်ယောက်ကိုစိုက်ကြည့်လိုက်တယ်ဗျမိအေးကဘယ်ကောင်မှလဲပူပူဝဝနဲ့မိမကသူ့ကိုယ်သူလည်းညှိုးထိုးပြတယ်မိအေးဆိုတာကျုပ်ပဲဟောတာကျုပ်အမမိသေးတဲ့ကဝေတွေကသူတို့နာမည်အမှန်ကိုမပြောကြဘူးဗျနာမည်ကိုတမင်းဝှက်ထားကြလေးရှိတယ်မဟုတ်လားအခုလဲမိအေးတို့မိသေးတို့ဆိုတာနာမည်ဝှက်တွေဖြစ်မှာပေါ့ဗျာဥပတာကခက်လန်းလန်းမှမြင်နေရတဲ့ပေါက်ပင်ကြီးကိုလက်ညှိုးထိုးလိုက်ပြီးတော့ကဲနင်တို့တွေဒီကိုလာခဲ့ကြလမ်းလေကောင်ကြီးမှာရှုပ်ပြတ်တယ်မိအေးနဲ့မိသေးကအရှိရဥဆောင်သွားပြီးတော့အနောက်ကဥပတာနဲ့ကျုပ်တို့ရွာသားတွေလိုက်ခဲ့ကြတာပေါ့ရွာသားတွေဆိုပေမဲ့လည်းတိတ်မများပါဘူး15ယောက်လောက်ရှိတာပါနေရင်အချိန်ကြီးဆိုတော့လေထဲဆင်းတဲ့သူကဆင်းအလုံးလုံးတဲ့သူကလုံးဆိုတော့ရွာမှာလူသိမ့်မရှိဘူးပေါ့ဗျာကျုပ်တို့လည်းအဲ့ဒီပေါက်ကုန်းကိုတယောက်တည်းဆိုမသွားရဲဘူးဗျအခုကလူလဲများတယ်ဥပတာကြီးလည်းပါတယ်ပွဲရလည်းကောင်းနေပြီဆိုတော့ကြောက်ကြောက်နဲ့လိုက်လာခဲ့ကြတာပေါ့ပေါက်ပင်ကြီးကအပွင့်တွေကရဲနေတာပဲအောက်ကကုန်းမှာလည်းပွင့်ကြွေတွေနဲ့ရဲရဲနေလို့ပေါ့ပေါက်ပင်ဆိုတာမျိုးကတော်တော်တော့လှတာမဟုတ်လားဒါကြောင့်စကပုံတော်ရှိသေးတယ်အစင်းသာရှိအချင်းမရှိတဲ့ပေါက်ပွင့်ဆိုပြီးတော့လေပေါက်ပင်ကြီးအောက်မှာဥပတာကြီးကမတ်တက်ရက်လိုက်တယ်ကျုပ်တို့လည်းစုံနေပညာပြိုင်မှာဆိုတော့ကြောက်တာပေါ့ဗျာအဲ့ဒါနဲ့ပေါက်ပင်ကြီးနောက်ွယ်ကနေပုံပြီးကြည်နေတာပေါ့ဥပတာကဖုံးမောင်စီကကွန်းအိတ်ကိုလှမ်းယူလိုက်တယ်ပြီးတော့အေးလူလူပဲရက်နေတယ်ကဲနင်တို့ကဧည့်သည်တွေဆိုတော့နင်တို့လှုပ်ချင်တာလှုပ်ကြပြီတော့နင်တို့ကငါဦးစားပေးတယ်မင်းကဥပတာကြီးကိုမျက်စောင်းထိုးကြည့်တာနဲ့တင်အရင်ကြောက်စရာကောင်းတာဗျဥပတာကတော့သူ့ပုံစံအတိုင်းခက်ပြုံးပဲရှက်အင်းကြီးအစုပ်ကြီးတစ်ထဲကိုဝစ်ထားတယ်ရှက်အင်းကြီးကြီးကလည်းကြောကုန်းမှာပေါက်နေသေးတယ်ဗျအောက်ကသူ့ကြောကုန်းဖြူဖြူကြီးကိုကျုပ်တို့မြင်နေရတယ်ပစိုးကိုခတ်တူတူဝစ်ထားပြီးတော့တာယာဖက်နဲ့မဲမဲကြီးကိုစီးထားပြီးခြေထောက်ကိုအရှိကိုတက်လန်တိုးပြီးလူကခန့်နှွဲနဲ့ရက်နေတယ်လက်တစ်ဖက်ကလည်းကွန်းအစ်ပိုက်လို့ဗျမိရေးကဥပတာကြီးကိုလက်ညှိုးထိုးပြီးဘာတွေပြောနေမှန်းမသိဘူးပွားစီလုံနေတယ်ဥပတာကြီးကဘာမှမဖြစ်သလိုအပြုံးလည်းမပြတ်ဘူးဗျကျုပ်ကလည်းဆက်ဆူးတဲ့ကောင်ဆိုတော့ဥပတာကြီးမျက်နှာကိုမမြင်ရလို့ပေါက်ပင်နောက်ကနေအသာလေးထွက်ပြီးအနားကလေးရဲ့ကန်စင်းရိုးစက်နာဝစ်ပြီးတော့ကြည်နေတယ်ဗျအဲ့ဒီနေရာကနေကြည့်ရင်သူတို့တွေအကုန်လုံးကိုကွက်ကွက်ကွင်းမြင်ရတယ်မဟုတ်လားမိအေးရွတ်ဖက်ပြီး9မိနစ်လောက်ကြာတော့ဥပတာကြီးကတစ်ချက်အတန်းလိုက်တယ်ပါဇက်ကိုလက်ဝါးနဲ့ကာပြီးတဝါဝါနဲ့တန်ပြီးမှဟဲ့ညီးပညာတွေကမပြီးသေးဘူးလားဟေးငါမှအိတ်တောင်အိတ်ချင်လာပြီဥပတာကြီးဘာမှမဖြစ်ပေမဲ့မိအေးကတော့ဇောကျွေးတွေပြန်နေပြီနှစ်ဘူးကစီးကြနေတဲ့ချွေးတွေဆိုတာမြင်မကောင်းဘူးဗျမေးပြမှလည်းချွေးတွေကိုတီးနေတာပဲမိအေးကသူ့အမမိသေးကိုလှည့်ကြည့်လိုက်တယ်ဆိုလိုချင်တာကတော့ညီမမနိုင်တော့ဘူးအမားလို့တော့ဆိုတဲ့သဘောပေါ့မိသေးကခက်အေးပဲသူရက်ထားတဲ့ခံတောင်းလေးကိုမြေကြီးကိုချလိုက်တယ်နောက်တော့ခေါင်းပေါ်ကခေါင်းဖူးကိုကင်လိုက်တယ်ခေါင်းဖူးဆိုတာခေါင်းမနာအောင်လို့ခွေပြီးခံတဲ့အဝတ်စားတစ်ခုပေါ့ဗျ
သူ့ခေါင်းဘူးကပစိုးကွက်လိုမဲမဲကြီးဗျနောက်တော့ဘာမပြောညာမပြောနဲ့အဲ့ဒီခေါင်းဘူးနဲ့ဥပသားကြီးကိုလှမ်းပြီးပစ်လိုက်တယ်ခေါင်းဘူးကအလိမ့်လိုက်ကြီးပြေးသွားပြီးတော့မိသေးလက်ကနေလွတ်သွားတာနဲ့မွေကြီးတစ်ကောင်ဖြစ်သွားတာဗျရှင်းနေတာပဲမွေကြီးကအကြီးကြီးပဲဗျလူကြီးလက်ဖြံလောက်တော့လုံးပတ်ရှိမယ်ပါဇက်ကြီးပြဲပြီးတော့အဆွေကြီးနဲ့ဥပသားကြီးစီကိုပြန်ပြီးဝင်လာတာပေါ့ပြန်ဝင်လာတဲ့မွေကြီးကိုဥပသားကညာဘက်လက်နဲ့လှမ်းဖမ်းလိုက်တယ်အဲ့ဒီမွေကြီးကဥပသားလက်ထဲရောက်တော့ခေါင်းဘူးလောက်တဲ့ပစိုးပိုင်းကြီးပြန်ဖြစ်သွားတယ်ဗျလေးအဝေးမှာပစိုးပိုင်းကြီးကဘလက်နဲ့လွင့်နေသေးတယ်ဥပသားကြီးကပစိုးပိုင်းကိုကြည့်ပြီးမဲလိုက်တယ်ဗျနင့်ခေါင်းဘူးပစိုးစုပ်ကြီးကိုငါမလို့ချင်ဘူးဟာသွားစမ်းအဲ့လိုပြောပြီးမိသေးကိုပါပြစ်ထည့်လိုက်တာခုနကမိသေးလောက်တယ်လို့ဥပသားကြီးပြစ်လိုက်တော့ကပစိုးပိုင်းပဲလက်ကလွတ်သွားတော့ငွေဟောက်ကြီးပြန်ဖြစ်သွားတယ်မိသေးလဲငုံပြီးရှောင်းတာမြန်လိုက်လို့လို့မဟုတ်ရင်မွေကြီးကမိသေးငယ်တိတ်ကိုကွက်တီပဲဗျမွေကြီးကမိသေးကိုကြော်ပြီးမြေကြီးပေါ်ကျသွားတော့မဟောက်ကြီးအဖြစ်ပဲရှိနေသေးတယ်ဗျပပြင်းကြီးထောင်ပြီးတော့မိသေးတို့ကိုတရှူးရှူးနဲ့ကိုက်ဖို့လုပ်နေတာများဘေးကကြည့်နေတဲ့ကျုပ်တို့တောင်ကြောက်နေရတယ်ဗျမိသေးကမွေကြီးကိုလက်ညှိုးထိုးပြီးအတော်ရွတ်ဖက်လိုက်ရတယ်အဲ့ဒီတော့မှမွေကြီးကခွေကျသွားပြီးတော့ခေါင်းဖူးအဝဲစာကြီးပြန်ဖြစ်သွားတာဗျမိသေးကချိန်နှက်ပုံမရသေးဒါနဲ့ဘေးမှာသူခုနချထားတဲ့ခံတောင်းလေးကိုကောက်ယူလိုက်တယ်ခံတောင်းအပေါ်ကိုတော့ပစိုးစားတစားနဲ့ဖုံးထားလို့အထဲမှာဘာထည့်ထားလဲဆိုတာတော့မမြင်ရဘူးဗျဒါပေမဲ့သူတို့ကဆုံးမတွေဆိုတော့မကောင်းတာတစ်ခုခုဖွဲ့ယူခဲ့တာဖြစ်မှာပေါ့လေအဲ့ဒီချိန်မှာပဲဥပသားကြီးကကွန်းအိတ်ကိုလက်နဲ့ဖိုက်ကြားထဲမှာညှက်ပြီးလက်တစ်ဖက်ကကွန်းအိတ်အဖုံးကိုဖွင့်ပြီးတော့ကွန်းရက်တစ်ရွက်ကိုနှိုင်းလိုက်တယ်နောက်တော့ထုံးပူးလေးတွေကထုံးကိုလက်ညှိုးတက်နှိုက်ပြီးတော့အေးလူလူကွန်းရက်ကိုထုံတုပ်နေရင်းကနေဟဲ့ကောင်မလေးနဲ့တောင်းကိုဖွင့်ရင်သတိထားနော်ညီတို့မှတ်ပြီလားဒီပွဲမှာညီတို့ရှုံတာညီတို့သိနော်မှတ်ပါပြီရှင်ဆရာကြီးကိုကြောက်ပါတယ်ပညာသည်တွေပြိုင်ရင်နိုင်တဲ့လူကဘာလို့ရစမြဲလဲဟဲ့မိသေးတို့ညီမနှစ်ယောက်ကမြေမှာဒူးလေးတွေထောက်ပြီးနိုင်တဲ့လူစိတ်ကြိုက်လုပ်ရပါတယ်ဥပဒါကပြုံးပြီးတော့အေးကောင်းပြီငါကသူများတွေကိုပညာတွေဘာတွေမဖြတ်တော့ပါဘူးနင်တို့ကိုဒီတခါတော့လွတ်ပေးလိုက်မယ်ဒါပေမဲ့နင်တို့ကိုငါတန်ခတ်မယ်အဲ့လိုပြောပြီးမိသေးတို့နားကိုရှောက်သွားပြီးတော့သူ့ပါဇက်ထဲကဝါပြီးသားကွန်ပတ်တွေကိုထုတ်ပြီးမိသေးပါဇက်ထဲရောမိရေးပါဇက်ထဲကိုပါခွန်းလိုက်တယ်ဟိုနှစ်ယောက်ကလည်းရှုံးတဲ့သူတွေဆိုတော့ဥပဒါလုံးသမျှခံရတာပေါ့အေးနင်တို့ဒီနေ့ကစပြီးတစ်နှစ်ပြည့်တဲ့အထိနင်တို့ပညာတွေကိုငါပိတ်ပင်ထားလိုက်မယ်နင်တို့သုံးရတဲ့ပညာသုံးကြည့်စမ်းနင်တို့ဘာဖြစ်မလဲဆိုတာစောင့်ကြည့်ကြတာပေါ့မလုပ်ရဲပါဘူးဆရာကြီးရှင့်နင်တို့လည်းခြေအကောင်းလက်အကောင်းကြီးတွေပါဟာရိုးရိုးသားသားလောက်ကင်စားကြစမ်းပါဟာထမင်းမငတ်ပါဘူးသွားကြတော့နောက်ဆိုနင်တို့အတောင်ငါမကြားချင်ဘူးနော်မိသေးကခေါင်းပူကြီးကိုကောက်ပြီးတော့ခံတောင်းထဲကိုထည့်ပြီးခံတောင်းလေးကိုပိုက်လိုက်တယ်ဗျနောက်တော့သူတို့ညီမနှစ်ယောက်ကကုတ်ကုတ်ကလေးရွာပြန်ထွက်သွားကြတယ်ကျုပ်တို့ဆိုရင်အတန်တောင်ထွက်ရဲတာမဟုတ်ဘူးဗျာသူတို့ပြန်သွားမှအေးဥပသားကြီးကွာဆိုပြီးတော့အော်ဟစ်လိုက်ကြတာဥပသားကြီးကတော့အေးလူလူပဲကိုယ့်ရဲ့ကလေးပိုက်ပြီးတော့ရွာထဲကိုပြန်ဝင်သွားတယ်ဗျကျုပ်တို့လည်းပေါက်ကုန်းမှာကြာမနေရတာနဲ့ရွာထဲကိုပြန်ပြေးကြတာပေါ့ဗျာအဲ့ဒီတည်းရွာထဲကိုပြန်သွားတော့တချို့ကလည်းဥပသားကြီးကိုကြောက်ကြတယ်ကျုပ်တို့ကတော့မကြောက်ပါဘူးများဥပသားကြီးကလည်းခက်ရိုးရိုးပဲနေပါတယ်မိုးလင်းပြီဆိုရင်တောင်းကြီးတောင်ထမ်းပြီးလေယာသုံးကရိယာတွေယူပြီးတော့လေထဲကိုဆင်းသွားတော့တာပဲပါဇက်ကလည်းလေကလေးတကြွနဲ့ချွန်ရင်ချွန်ဒါမှမဟုတ်ရင်ကိုကြီးမြုံလို့လမ်းမှာတွေ့တဲ့လူတိုင်းကိုပြုံးပြရီးပြသေးတယ်ဗျကဲဒီနေ့တော့တော်လောက်ပြီစာရေးဆရာကြီးနောက်နေ့မှပဲအချိန်ရရင်ဥပဒါကြီးအကြောင်းကိုဆက်ပြောချင်ပါသေးရဲ့ဗျကဲပရိသတ်များရှင်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်Hey, yo,